မိုးရေစေဝါသုံးစွဲသူတွေရဲ့လက္ခဏာတချို့ကိုကျွန်တော်မျှဝေပေးပါမယ်။ဆယ်ကျော်သက်ကလေးရှိတဲ့မိဘတွေလူငယ်တွေရှိတဲ့မိဘတွေအနေနဲ့တေချာလေးနားထောင်သွားပါကြုံသွားပါနဲ့။ဘာဖြစ်လို့လဲဆိုတော့အဆိုတော်ကျက်ဖရဲ့ဆမင်းသားလည်းဖြစ်တဲ့မင်းသားချောလည်းဖြစ်တဲ့စွန်းစာနီရဲ့ရုပ်ရှင်တရုပ်ဆောင်မုံအောင်ရင်တို့အားလည်းပဲတချင်ကမိုးရေစေဝါရဲ့တားကောင်တွေဖြစ်ခဲ့ကြရပါတယ်။ဒါကြောင့်ခုကျွန်တော်ပြောပြမယ့်ချက်ကိုတေချာလေးနားထောင်သွားပါ။အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ကလေးမိုးရေစေဝါသုံးမသုံးဆိုတာဒီချက်တွေနဲ့အကြံပြရပြီးသိရှိနိုင်မှာဖြစ်ပါတယ်။နံပါတ်1ချက်ကတော့နေ့နဲ့ညမှားတာပါပဲ။ညဘက်မှာမေးဘူးနေ့ဘက်မှာအိတ်လာမယ်။နေ့ဘက်မှာအပြင်မထွက်ဘူးညဘက်မှာတကယ်ချင်းနေနဲ့အပြင်ထွက်မယ်။အိမ်ထဲကပစ္စည်းတစ်ခုပြီးတစ်ခုကြောက်လာမယ်။တစ်ခါမဟုတ်နှစ်ခါမဟုတ်အမြဲတမ်းလိုပျောက်လာမယ်။နောက်မိဘတွေစီကပတ်စံခဏခဏတောင်းလာမယ်။တစ်ချိန်တစ်ခါမှဒေါသမထွက်ဘူးတဲ့ကလေးကဒေါသတွေခဏခဏထွက်လာမယ်။မိဘတွေကိုအဖေမေကိုရံပြုတ်တက်လာလိမ့်မယ်။ပြီးရင်မွေးစေဝါသုံးဆွဲသူတွေရဲ့လက္ခဏာကမြေကွင်းတွေညိုလာတယ်မအိပ်တဲ့အတွက်မြေကွင်းတွေညိုလာတယ်။ဓာတ်တွေမွေးချော့လာတယ်ပိန်လာတယ်။အဲ့ဒီအတွက်ကြောင့်သူတို့တွေကနေကင်းဘက်တွေမှာတိတ်အပြင်မထွက်ကြဘူး။ညဘက်ကြမှာပဲအပြင်တွေထွက်လေထွက်တာရှိပါတယ်။ဒါဆယ်ကျော်သက်ကလေးရှိတဲ့မိဘတွေလူငယ်တွေရှိတဲ့မိဘတွေအနေနဲ့ဒီချက်ကိုတေချာလေးမှတ်ထားပါခုကြည့်နေကြတဲ့မိတ်ဆွေတို့အနေနဲ့အခုကျွန်တော်မျှဝေပေးတဲ့အကြောင်းအရာအကျိုးရှိရဆိုလို့ရှိရင်တခြားမိဘတွေလူငယ်တွေရှိတဲ့အတိုင်းဝိုင်းတွေသိရှိသွားအောင်အကျိုးရှိသွားအောင်မျှဝေပေးခဲ့လိုက်ပါအောင်နော်ကျေးဇူးတင်ပါတယ်